ဘုံကျဲမဲ့အစားတရားလုံးတွေကျဲချခဲ့တဲ့ဂန်နဝင်တိုက်လေယာဉ်မှုဗိုလ်ကြီးဂဲလ်ဟာဆန်ဘိုဒုတိယကမ္ဘာစစ်အတွင်းဘုံကျဲမဲ့အစားတရားလုံးတွေကျဲချခဲ့တဲ့ဂန်နဝင်တိုက်လေယာဉ်မှုဟာအမေရိကန်လေတပ်ကဗိုလ်ကြီးဂဲလ်ဟာဘိုဆန်ပဲဖြစ်ပါတယ်။သူရဲ့လုပ်ရဟာစစ်ပွဲရဲ့ရက်စက်တမ်းကြုံမှုတွေကြားထဲမှာလူသားချင်းစာနာမှုနဲ့မျှော်လင့်ချက်ရဲ့တင်ကြီးတာတစ်ခုဖြစ်ခဲ့ပါတယ်။ဂဲလ်ဟာဘိုဆန်ဟာ1920ပြည့်နှစ်အောက်တိုဘာလ10ရက်နေ့မှာအမေရိကန်ပြည်ထောင်စုယူတာပြည်နယ်မှာမွေးဖွားခဲ့ပါတယ်။ငယ်စဉ်ကတည်းကလေယာဉ်မြန်တွေကိုစိတ်ဝင်စားခဲ့ပြီးလေယာဉ်မှုတစ်ဦးဖြစ်ဖို့အိမ်မက်မှတ်ခဲ့ပါတယ်။1942ခုနှစ်မှာအမေရိကန်လေတပ်ထဲကိုဝင်ရောက်ခဲ့ပြီးဒုတိယကမ္ဘာစစ်အတွင်းမှာ C-47 သယ်ယူပို့ဆောင်ရေးလေယာဉ်မှုအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ဘာလင်လေကြောင်းတရားစစ်အပြီးမှာဂျာမနီနိုင်ငံကို၄ပိုင်းခွဲပြီးမဟာမိတ်နိုင်ငံတွေကအုပ်ချုပ်ခဲ့ကြပါတယ်။ဆိုဗီယက်ယူနီယံကအရှေ့ဂျာမနီကိုအုပ်ချုပ်ပြီးအနောက်မဟာမိတ်နိုင်ငံတွေကအနောက်ဂျာမနီကိုအုပ်ချုပ်ခဲ့ပါတယ်။1948ခုနှစ်မှာဆိုဗီယက်ယူနီယံကအနောက်ဘာလင်ကိုဝိုင်းပိတ်ခဲ့ပြီးအနောက်ဘာလင်ကိုအနောက်မဟာမိတ်နိုင်ငံတွေကနေဖျက်တောက်ဖို့ကြိုးစားခဲ့ပါတယ်။မဟာမိတ်နိုင်ငံတွေကဘာလင်လေကြောင်းတရားကိုတည်ဆောက်ပြီးအနောက်ဘာလင်ကိုလေကြောင်းကနေတဆင့်ရိတ်ခါတွေထောက်ပံ့ပေးခဲ့ပါတယ်။ဟာဆန်ဘူဟာဘာလင်လေကြောင်းတရားမှာ C-54 လေယာဉ်မှုအဖြစ်တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ဒီနေ့မှာသူဟာလေယာဉ်ကွင်းအနီးမှာစောင့်နေတဲ့ဂျာမန်ကလေးငယ်စုကိုတွေ့ခဲ့ပါတယ်။ကလေးငယ်တွေဟာလေယာဉ်တွေကိုလမ်းကြည့်နေကြပြီးသူတို့စီကိုတရားလုံးတွေရောက်လာဖို့မျှော်လင့်နေကြပါတယ်။ဟာဆန်ဘူဟာသူ့မှာပါတဲ့တရားလုံးငယ်ကိုကလေးတွေကိုပေးခဲ့ပါတယ်။ကလေးတွေဟာတရားလုံးတွေကိုဝမ်းသာအားရစားကြပြီးသူ့ကိုကျေးဇူးတင်စကားပြောခဲ့ကြပါတယ်။ဟာဆန်ဘူဟာကလေးငယ်တွေရဲ့မျက်နှာပေါ်ကပျော်ရွှင်မှုကိုမြင်တော့သူတို့အတွက်ပိုပြီးလှုပ်ပေးခြင်းစိတ်ဖြစ်လာပါတယ်။သူဟာသူ့ရဲ့လေယာဉ်ကနေတရားလုံးတွေကိုကျဲချဖို့စိတ်ကူးရခဲ့ပါတယ်။သူဟာသူ့ရဲ့လှုပ်ဖော်ကင်ဘက်တွေနဲ့တိုင်ပင်ပြီးတရားလုံးတွေကိုထီးငယ်တွေနဲ့ချိပြီးလေယာဉ်ပေါ်ကနေကျဲချခဲ့ပါတယ်။ကလေးငယ်တွေဟာတရားလုံးတွေကျဲချတဲ့လေယာဉ်ကိုချောကလက်ဘုံကျဲသူလို့နာမည်ပေးခဲ့ကြပါတယ်။ဟာဆန်ဘူရဲ့လုပ်ရဟာသတင်းစာတွေမှာဖော်ပြခံခဲ့ရပြီးသူ့ကိုတရားလုံးလေယာဉ်မှုလို့လူသိများလာခဲ့ပါတယ်။ဟာဆန်ဘူရဲ့လုပ်ရဟာစစ်ပွဲရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကြားထဲမှာလူသားချင်းစာနာမှုနဲ့မျှော်လင့်ချက်ရဲ့တင်ကြီးတာတစ်ခုဖြစ်ခဲ့ပါတယ်။သူဟာကလေးငယ်တွေကိုပျော်ရွှင်မှုနဲ့မျှော်လင့်ချက်ကိုပေးခဲ့ပါတယ်။ထို့အပြင်သူ့ရဲ့လုပ်ရဟာဂျာမနီနဲ့အမေရိကန်ကြားကဆက်ဆံရေးကိုလည်းတိုးတက်စေခဲ့ပါတယ်။ဟာဆန်ဘူဟာ2022ခုနှစ်ဖေဖော်ဝါရီလ16ရက်နေ့မှာအသက်100နှစ်မှာပဲကွယ်လွန်ခဲ့ပါတယ်။သူ့ရဲ့လုပ်ရဟာလူသားချင်းစာနာမှုရဲ့ဂဏ္ဍဝင်ဥပမာတစ်ခုအဖြစ်အမြဲတမ်းမှတ်တမ်းတင်ခံရသူဖြစ်ပါတယ်